ရေတောက်လို့ပြန်ဒီလိုဖြစ်နေရတော့ပြိုးနေမနေရောဗျာကောင်းမှုမှာလည်းတကယ်တော့ချစ်ချစ်ကြပါတယ်။အခုမှလည်းကျွန်တော်ရဲ့မိမတို့နဲ့ကောင်းကြီးနဲ့ချလိုက်ပါပေးတာ။ကျွန်တော်ဒီကောင်းကြီးနဲ့ချလိုက်ပါစားတယ်။ကျွန်တော်မိသားစုကိုရှင်းပြလို့တကယ်လည်းလည်းမှတ်တော့တယ်။ကိုယ်ရဲ့ကျွန်တော်တို့ကလည်းကိုယ်ရဲ့ကျွန်တော်တို့အနာခဏလည်းပြီးတော့ပြီးတော့မှတော့ပြေးပါရရှိတယ်။ဆိုတော့ဆက်နေတယ်။ဘာနဲ့မှကိုယ်လိုက်ပဲစဉ်းစားတာပါYeah.
ကျွန်တော်ဖေးရဖေးတယ်အဲ့ဒါရှာတယ်ဟာစော်ရနာမကနာလည်းရတယ်ဟမ်စိတ်မှန်တယ်ဒီနေ့နဲ့ဟာတို့ဒါပါဒါဘီကြီးအဲ့လောက်ရဘယ်ကျွန်တော်တို့ဘယ်လိုတော့အတိုင်းပဲဟုတ်ပါဘူးဒီမှာတော့ဒီမင်းရှင်တမီးလေးကဒီသားစုကိုရင်းစားရပါစေနော်။ဘာလို့သားရည်ကမတော်နေတာစီအောင်စက်ကပါလေ။အာမင် Happy birthday to you. Happy birthday to you. Happy birthday to me. Happy birthday to you. Happy birthday ပါလေ။အခုဘုရားစတိုင်ကိုတင်ရတာလို့ချင်တဲ့ခမကြီး။ပါလေစာရမတီတာ ဒီဖက်ဩရာစာခန်းကြီးငါခန်းကြီး33သူကလည်းဒီလိုဒီဒီကိုကိုချစ်တယ်လို့ကိုကမောကိုချစ်ကြတော့မိမတွေလည်းကမောကိုဒီကြီးစီတော့ဘုရားကြီးဒီမိသားစုများပျော်ရွှင်စွာနေရှင်စီလန်းလာနေရှင်ကိုနေတတ်တယ်ဒါကြောင့်ပျော်ရွှင်တဲ့မိသားစုစီလန်းတဲ့မိသားစုဖြစ်အောင်ဒီစားကြောင့်အားလုံးကြံသိရှိပါတယ်အဲ့ဒီပါရှိပါတယ်သူတို့မိသားစုတွေတရားဟောတာတရားဝင်ရပြီးမှအမိသားစုကြတော့လည်းရဖြစ်တယ်အဖေကဆွေးချတယ်ရဲတော့ငါလည်းသူတို့လိုပဲတာယာခနဲ့ကဆေးရဟုတ်ကျွန်တော်တို့ပြင်နေပါစေကျွန်တော်တို့ဒီမဲ့ဥပဒေလောကနဲ့လောကနဲ့ပြည်တယ်ပြီးတော့ပြရတယ်လည်းပါလို့ကျွန်တော်တို့ရေရတာဆူတောင်းပြီးလုပ်ကြတယ်တော့လည်းခဲ့လို့ရတော့အစီအစဉ်ကဟုတ်ဒီမဲ့ဟုတ်မဲ ဒီတာပြော တာဒီမှာနေမှာတာတို့လည်းဆူတောင်းပြီးမှာ ဆရာတော်ပါလားဆရာတော်ကြောက်ပါကြောက် ဆူတောင်းတဲ့ဒီစကားရှိတာဒီ ဟုတ်ဆရာတော်ကတော့တင်စနေဆရာကြီးကျမတို့ရဲ့အိမ်ကတော့ဒီတဲ့အတိုင်းပဲရင်ဖူလောင်နေတောက်ကြရတယ်ဒီနဲ့ပဲလူတောက်စားဒီရဲ့လူလည်းပါတင်နေဆရာကြီးကျမလည်းလိုရမယ်လေဒီနာမည်စားသူ့ရဲ့အကြောင်းပြောင်းရေးစစားအဲဒီဆရာတော်ကျတော့စတယ် အဲ့ဒါဆူတောင်းကြတော့ဘုရားကဒီသားစုတွေပတ်ကြည့်ပြီးစာရင်းတော့ချက်မှုစီစဉ်ရှိနေတာကိုခံရပြီးဒီစာရင်းတော့ချက်မှုကိုလုပ်တာတော့ဘုရားကဒီသားစုတွေပရှိမှုတဲ့နေတာတော့ဝိုင်းတော့သားလို့ရှိပြီးအမှန်တည်းဆူတောင်းစက်ကပါလေပြောပါ တားလေမွေးနေ့လုပ်ချင်တယ်တားမွေးနေ့နံပါတ်ကိုမွေးနေ့ရောက်ပြီမွေးနေ့လုပ်ပြီးတားတဲ့ကိစ္စတွေတားလည်းလုပ်ချင်တယ် ဒါရဲ့အမေပြောချင်တော့အိမ်ရဲ့ချင်းတွေပဲချက်ချပါအောင်ဒါရဲ့အမေတို့ရဲ့စီးပွားရေးရတယ်စနေပြေပြည့်ရဲ့အမေဈေးရောင်းနေတာလေနေ့ဖြစ်ခိုးရတဲ့အိမ်လေးကုန်နေတာပဲဒါရဲ့ဘယ်လိုချင်ပါလဲဒါရဲ့ဒီလိုစီးနေမှာဘယ်လိုလုပ်ပြီးမွေးနေ့လုပ်နိုင်မှာတော့ ဒီကောင်တားလုပ်ချင်တယ်လေတားလည်းလုပ်ချင်တယ်ဟောပါ အဲ့ရှင်ပြပြပါဖြစ်နေတာလေ ဘုရားတော့စေဖို့ပြန် အလို့စီးဖို့ပြရမှာလေရှင်ပြပြအိမ်ပဲတော့အခုစီးရဆိုတော့ ပြတယ်သူများတော့ကြောက်တော့ဗျာဒီနေ့ဒီပုံစံကြီးပဲဒီနေ့
ကျွန်တော်တကယ်ကြီးနဲ့မရှက်လာဘူးဗျကျွန်တော်ပြင်းနေတာတော့ဘယ်တော့မှမဖြစ်ဘူးညနေရှက်နေမှလို့သိတယ်ဒီမိသားစုနဲ့လုံးဝမနေလို့ဗျ ကောင်းလိုက်ကွာရတယ်လည်းခေါ်ထည့်ရတယ်ဖြစ် 那么片段，变化嘞。明白？还变了。 အပြတ်မှာလည်းယောက်ျားရဲ့ဒီတဲ့အတိုင်းပဲမနက်ပြောရရင်ကျွန်မရှင်းရဲ့တက်တာတောင်းရေးစီစဉ်ပြီးဒီဟာလည်းဒီရဲ့ပလောင်မှုတွေလည်းပဲဆက်ခံရတော့ကျွန်တော်လည်းကျွန်တော်တို့ဆောင်တဲ့တိုင်ကိုချစ်တယ် Bye bye. ကျွန်တော်
တော်ဘဝနဲ့ပြည့်စည်ခဲ့တယ်ဒါပေမဲ့ကျွန်တော်နောက်ဆုံးဉာဏ်နဲ့တွေ့ဆုံပြီးတော့ကျွန်တော်ပြောင်းလဲခဲ့တယ်ဉာဏ်နဲ့ဆင်ပြီးတော့ကောင်းတဲ့သက်တာရခဲ့တယ်နောက်ရှင်းပြမယ်တက်တာများတော့လည်းလက်ပြီးလမ်းပြပေးတော့မှာ